တိုက်ချက်ချစ်သူညီကိုများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တိုက်ချက်ချစ်သူ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျက်သမားညီကိုတွေကိုကျွန်တော်ဒီကနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ချက်ကကျွန်တော်ပြောမယ်မနေ့မိုးနေတာရေဝတ်တိုက်ပြီးတော့တနာရီခွဲ2နာရီလောက်ကြာမှဒီလို training စပြီရေထပ်ပြေးဝင်နေကောင်ဒါ training စပြီရဲ့ပုံစံမျိုးဒီလိုမျိုးအကျဉ်း20ဆို20 30ဆို30လောက်အဲ့လိုလုပ်ပြီးသားရင်ကျွန်တော်တို့ဒါဒုတိယတစ်ခါကျွန်တော်ရှင်းလုံးနောက်ဆုံးပြေးပြေးချင်းလုံးတော့စိတ်ရှိလက်ရှိလေးနဲ့စက်တကောင်နိုင်ဝက်တော့ကန်ရတယ်အဲ့ဒါကိုအချိန်30ဆို30အချိန်20ဆို20အဲ့လိုတွေတော့ကျွန်တော်ပုံမှန်လုပ်ပြပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုလေးဟိုအားရမှန်လို့တော့ဒါရအလကားလောက်တာမဟုတ်တော့မိုးရိပ်ထဲမှာတာတီတောင်ပန်ခိုင်းတွေကိုချမ်းမကြီးရလောက်တာတိုင်တိုင်ခေါင်းတွေကိုပိုးပြီးတော့ခွန်အားဖြစ်စေတန်မာစေရပါဟုတ်ပြီနော်အဓိကကိုစေးတွေအားကိုးနေမယ်အစားဒီမှာချက်ကိုလည်းပြင်ပြအောင်ဖြစ်နိုင်တဲ့လူကြောင်လည်းလုံလို့နော်အဲ့လိုတွေလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ channel လေးမောလာကိုအခြေအများကြီးမောလာပြီအားတော်လေးကျွန်တော်တို့ဒီလိုလေးချပြန်ဒီလိုချက်တော်လေးနဲ့ဒီအားတော်ကလေးဒီအားတော်ချတော်မှနေသေးတာသူတို့ဒီနှာခေါင်းနဲ့ဒီပါးစပ်ကြားထဲမှာအချောင်းလေးရှိတယ်အဲ့အချောင်းလေးတော့ဒီချာလေးထည့်ပြီးတော့လေထိုးပြရတယ်โอเคကျွန်တော်မနဲ့ဆိုရင်ကျွန်တော်တော့ပုံစံမျိုးလေးပေါ့ဒါက niche ပိုင်းလေးတွေပေါ့နော်အများကြီးတော့ခတ်တော့မခတ်ဘူးဟိုသိရင်တော့လွယ်တာပေါ့မသိတော့နည်းနည်းလေးခက်ခဲပါအဓိကအချက်ကပါလေဝိုင်းတွဲမှာခွန်မွေးတဲ့ဘူကဆရာပေါ်ကြာဟုတ်လားညီကိုအဓိကဒါလည်းကျွန်တော်တို့အခြေခံချက်ပြင်းတဲ့ထဲမှာဒါ niche တွေပါတယ်ညီကိုတွေအားလုံးကျွန်တော်လေးစားလိုက်ပါဗျဒါပြီးရင်ကျွန်တော်တို့အဲ့လိုလှုပ်ပြီးသွားရင်ကိုလှုပ်ချင်တာလေးကိုလှုပ်ချင်တဲ့ပုံစံလေးကိုလှုပ်ပြီးသွားရင်ဒီလိုအရှိတ်ကောင်းပေါ့နော်အရှိတ်ကောင်းအောက်မှာချက်ကိုလွတ်ချောင်းမယ်ဒါတွေဆိုရင်ကျွန်တော်1နာရီခွဲ2နာရီလောက်3နာရီအား3နာရီပေါ့ဒါ1နာရီခွဲ2နာရီလောက်ဆိုရပါပြီကျွန်တော်ဒါလေးဆိုကျွန်တော်တနေ့ကိုအနည်းတနားရလို့တိုက်မဲ့ချက်ကိုတော့ကျွန်တော်လွတ်ကြောင်တော့ကောင်းကျမလုံးဝမလိုက်စီနဲ့ရေခဏတိုက်မယ်ဒါပဲချက်မွေးချက်ကန်ကောင်းမယ်ကိုကျွေးတဲ့အစာပဲသူတို့စားမယ်ဆိုရင်ဒါချက်ကောင်ကတားကိုပဲဟိုကောင်းနေပြီဒါပြင်းစင်တာပြင်စင်တာတော်ကောင်းတယ်ပေါ့နော်အခြေခံပြင်စင်နည်းလေးတွေပေါ့ဟုတ်ပြီနော်အဓိကချက်ဘလောက်ကောင်းနေလူပေါ်မူတည်ရဆိုတာညီကိုတွေကိုကျွန်တော်လက်ခံစေချင်တယ်နော်ညီကတော့အားလုံးလေးစားလဲပါမနေ့ဆိုရင်ရေဝါတိုင်းမယ်ကျွန်တော်တို့နေလန်းမယ်ပြီးရင်ကျွန်တော်တို့ဟိုလေ့ကျင့်ခန်းလုပ်မယ်မိကလုပ်ပြီးရေမိုးချိုးမယ်ချက်ကိုလည်းရေမိုးချိုးပြီးတော့ကျွန်တော်တို့အစာကိုကျွေးတဲ့အစာပဲစားအောင်လို့တခြား queue ဆိုင်မယ်ပြီးရင်ကျွန်တော်အရိပ်အေးမြတဲ့အရိပ်အောင်မှာချက်ကိုဒီလိုလွတ်ကြောင်းမယ်ဗျညီကိုတွေအားလုံးလေးစားလဲပါဒါကျွန်တော်ရဲ့ချက်ပြင်းနီးဟိုကျွန်တော်ဟိုအခြေခံညီကိုပေါ့နော်အခြေခံလေးကျွန်တော်ပြောပြခွင့်ရတဲ့အတွက်ကျွန်တော်မင်္ဂလာပဲဗျအားလုံးမင်္ဂလာပါဗျနော်ကိုကောင်းရေးချက်ကဘယ်ရာဒီမှာဝိုင်းစင်းမှုအနေထားအသင့်တော်ဆုံးလဲရာသီဥတုတွေလိုအပ်တယ်ဗျအဓိကကျွန်တော်မိုးရွာဒီမှာချက်တွေဘာဖြစ်တတ်တယ်မိုးမီချက်အတုတ်ဆွဲသလိုအညောင်းမိသလိုနဲ့ချက်မိုးရိပ်တွေမှာမခုတ်ဘူးဗျနော်မိုးမီရဲ့ချက်တွေကအများအပြားဒီပေါ့နော်မိုးရီထိလိုက်တဲ့ချက်တွေကအညောင်းမိသလိုနဲ့မခုတ်ဘူးစောင်းနေမိုင်းမှာဘာတွေအဲ့ဒါရှိတော့နှာပိတ်တဲ့ယောဂရှိရဲ့အေးဖမ်းတာချက်အေးတားအေးလိုက်ဖြတ်သွားတာတို့တားအေးသွားရင်ညမနဲ့ဆိုရင်ကြက်ဝိုင်းထဲမှာဒူးတုတ်တာတို့ဟိုချက်နဲ့မျက်နှာတွေမဲတူလာတာတို့အဲ့လိုဖြစ်တာစောင်းနေပိုင်းနွေရာသီမှာတော့ဘာတွေဖြစ်များဆိုတော့ချက်အပူအေးမမြပြီအပူလိုက်အေးလိုက်ဆိုအပူအေးမမြပြီရှော့ဖြစ်ပြီးတော့အချွဲကြောက်တွေအချွဲတွေရာသီချွဲတွေခေါ်နဲ့ထားတယ်အဲ့ဒီ၃မျိုးကိုမှဒါမလို့ရာသီတိုင်းကကိုကောင်းရင်ရောင်းကားကြီးလက္ခဏာတွေတော့စင်ပယ်ရှိတာပဲဒါမလို့ဘယ်ရာသီမှာတိုင်ဝိုင်းစင်တာအကောင်းဆုံးလဲဆိုတော့ကျွန်တော်တို့တစ်လပိုင်းနွေရာသီမှာအကောင်းဆုံးပါဗျကျွန်တော်ပြောလက်ခံရမယ်ဒါမိုးထဲမှာတော့သူ့အနေထားရင်းနဲ့သူရှိရပါဘူးမိုးမီမခွတ်တာတို့ဘာလို့ရှိတယ်စောင်းနေဆိုအေးဖမ်းပြီးတော့နာပိတ်ပြီးတော့မခွတ်တာရှိတယ်အဲနွေရာသီဆိုရင်ကြက်လုံးချင်းလုံးသူကတိတ်မယ်ကျမမလိုက်စီနဲ့ကြက်ကိုရေချိုးပေးမယ်အပူရင်းမြတ်တင်တာရှောက်မှလုပ်ပေးမယ်ဆိုကြက်တီတားခါကောင်းတာဗျနောက်ပြီးတော့မိုးထဲမှာဆိုအတောင်နှုတ်တွေထိုးတယ်နွေရာသီမှာဆိုလုံးဝအတောင်နှုတ်မထိုးဘူးဗျသူကသူဟိုအချိန်အခါအမှန်ပေါ့ဗျကျွန်တော်ပြောချင်တာကြက်တကောင်ကအတောင်နှုတ်ထိုးရမထိုးဘူးဆိုတာလေပတ်သက်အများကြီးကြိုင်ပေးတာအတောင်နှုတ်တော်တော်နဲ့ထိုးခဲပါတယ်ဗျဒါကျွန်တော်ရဲ့အတွေ့အကြုံတွေကိုချီနီကိုတွေကို share ရီလောက်ခွင့်ရတဲ့အတွက်ကိုကျွန်တော်ကျေးဇူးလက်တင်ပါတယ်ဗျ။နှွေဘယ်ချိန်မှာကိုကောင်းရင်ဟိုဝိုင်းစင်တာအကောင်းဆုံးလဲနှွေရာသီကအကောင်းဆုံးပါပဲညီကိုတွေအားလုံးကိုကျွန်တော်လေးစားလိုက်ပါဗျ။